ဒီတော့တဲ့မှာကိုထွန်းကျမကိုခီးစိုက်တာအလေးနဲ့ထားရော့နေကြလားလို့လက်ရှူလိုက်တယ်တဲ့တရိရတယ်အဲ့လိုမျိုးအာရုံတွေလို့ရှိရင်ပေးမယ်ဒီမှာအပြည့်ဟိုခဏလေးဒါအားပေးနေစတာပြီးတော့မရှိတော့ယူဆိုင်ပါပို့လာလာတယ်ကျမယူဆိုင်တော့နည်းနည်းလေးတော့ဝါသလိုဖြစ်နေတယ်ဝီဒီရှော့အစားအသောက်ကိုဆင်ကျင်ညတ်တဲ့အေးဝါအေးဆရာဝန်ပေးတဲ့စီတွေချက်တော့စိတ်ကပြောက်ရှိတယ်နော်အဲ့ဒါလည်းတေးတေးချာချာပြောတရက်ကျူပြောအားလို့လုပ်နေကြထားလိုက်တော့ကိုထွန်းတော့ကိုထွန်းသူများပြောမှအဲ့လိုလုပ်ပြတာမျိုးမကြိုက်မလိုက်ဘူးလေမယုံရင်ဘက်ကိုစမ်းရင်ကုန်လုံးတွေတွေးလက်ပတ်နော်တက်စောင်းနေတာလေးကပြောပါ14နှစ်သားရဲ့ချစ်တတ်တာ